မြေပြင်လူးလိမ့်နေတော့မိမပြိုလေးညလုံးကိုစိုးဆိုင်ကြည့်ပြီးတော့မောင်မိုးတင်တို့ကအညွတ်ခံလိုက်ရပြီးမိမပြိုလေးကညလုံးဝိုင်းသားဖြင့်ငေးကြည့်နေမိကြတယ်ထို့နောက်သူတို့၃ယောက်ကအသေးစိတ်ကင်းမဲ့နေတဲ့ပုံစံမျိုးဖြစ်လာခါမိမပြိုလေးဘေးတွင်ရက်နေကြတယ်သူမကလူးလိမ့်နေရမှာထားလိုက်တော့မောင်မိုးတင်တို့၃ယောက်ကိုတလဲစီကြည့်လိုက်ပြီးနင်တို့ဘာတတ်နိုင်သေးလဲငါမောင်တော်ကိုတတ်တယ်နင်တို့လည်းတေးစေရမယ်မိမပြိုကအညှိုးကြီးသောမြုံဝန်းတောက်တောက်ဖြင့်ကြည့်ကမောင်မိုးတင်ရဲ့အနားကိုကတ်လာပြီးသူမရဲ့ပါဇက်ကိုဟလိုက်တော့ခါပါဇက်တွင်းမှာရှာနောက်ဖကရွှေထွက်လာပြီးမောင်မိုးတင်ကြီးလဲပင်နေရာကိုရက်လို့နေပါတယ်ထို့နောက်ပါဇက်ကိုပို၍ဟလိုက်ရာမျက်နှာနဲ့မလိုက်ဖက်ဆကျဲဝန်းလာတော့ပါဇက်ဖြစ်သွားပြီးလေးချောင်းသောအဆွဲတို့မှရှေလျားလာတယ်မောင်မိုးတင်ကြီးလဲပင်ကိုကိုက်ခမ်းပြီးပြုစဉ်စောင်းထိန်ထားတဲ့တီလာကိုဖြတ်ပြီးနောက်နှစ်ပေါင်းများသောအခုထက်ဆိုးတဲ့ဘဝမှာနေခြင်းလို့လားသမီးတော်ကကောင်းတဲ့ဘုံဘဝကိုရောက်လို့နေပါပြီမဟုတ်လားမင်းကကိုက်ခဲမိပြုကန်လေးမှအတန်နာစီတို့ကြည့်လိုက်လေရာတောင်မင်းကြီးပင်စီမှထိုးထွက်လာပြီးအတော်ကိုခံညားသည့်အစင်းတရံနဲ့လူကြီးတယောက်ကိုတွေးလိုက်ရပါလေတော့တယ်ဘုသူကရှေးခေတ်ဗမာစကြွယ်များတရံဝစ်စားထားပြီးကောင်းတယ်လဲကောင်းမောင်းနေဖြစ်ကငကားရုပ်ပါတော့တောင်ဝေးကိုလည်းကင်ထားလေတယ်မင်းလေးကထိုပုတ်ကိုမြင်သောအခါမှာလက်အုပ်ချီလိုက်ပြီးဘိုးကျမရဲ့မောင်တော်သူတို့တွေတတ်လိုက်ကြတယ်ပြုသူတေဖြစ်သူအဟောင်းနဲ့သမီးတော်အခုလိုညှို့ထားတဲ့ကောင်လေးတွေကတယောက်ကိုလည်းသမီးတော်တို့အနွယ်တွေကပဲကြိုက်ခဲလို့တေပွဲဝင်ခဲ့ရတယ်လေအဲ့ဒါနဲ့သူကကျမရဲ့မောင်တော်ကိုတတ်ရောလားအဲ့ဒါဆိုသမီးတော်ကရောဒီကောင်လေးကိုဘာကြောင့်တတ်မှာလဲကျမရဲ့မောင်တော်ကိုတတ်လို့လေဘိုးအဲ့ဒါဆိုသူကသူ့ရဲ့အမေကိုတတ်လို့သမီးတော်ရဲ့မောင်တော်ကိုတတ်တယ်ဆိုရင်သမီးတော်ဘလို့ဖြေမလဲမင်းကလေးကပုဂ္ဂိုလ်ကြီးရဲ့စကားကိုပြန်ဖြေနိုင်သွားမရှိပြီထိုအခါမင်းကလေးမှဘိုးခေါ်တော့ပုဂ္ဂိုလ်ကြီးဆိုဒီမှာစကားဆိုလာလေးတယ်ဘိုးဒီကောင်လေးတွေကိုထိုက်တဲ့အပြစ်ဒဏ်ပေးမယ်ကွခြေနဲ့ပါတော့ဒီထက်ကောင်းတဲ့ဘဝကိုသွားရမယ်လမ်းကိုသမီးတော်ကိုယ်တိုင်မပိတ်လိုက်ပါနဲ့ကွယ်ပုဂ္ဂိုလ်ကြီးအင်းကြီးသောစကားကြားသည့်ခါမှာမင်းမပြိုလေးကသူမကြီးဒေါသနဲ့ရန်ညိုးကိုဖြေလျှော့လိုက်ကဘိုးသာမတိုင်းသမီးတော်မှားတော့မလို့သမီးတော်ရဲ့ဒေါသကိုထိမ့်ပါမယ်သူတို့ကသာထိုက်တဲ့အပြစ်ပေးပေးပါဘိုးစိတ်ချကဲသမီးတော်ပြန်ပြီးတော့ဘိုးဒီကောင်လေးတွေကိုအပြစ်ပေးလိုက်အောင်မယ်ကွပုဂ္ဂိုလ်ကြီးစကားဆုံးသောအခါမှာမင်းမပြိုလေးကညောင်မင်းကြီးနောက်ဖက်တွင်ဝင်ရောက်သွားလေတယ်သူမဝင်သွားတဲ့နဲ့မောင်ဘိုးတင်တို့ညောင်မင်းအောက်ရောက်ခါသားကတရှိရှိနဲ့အော်မီသားများပေးနေတော့မွေများသည်လဲပြန်လဲအော်မီလာပြီးနောက်ခိတ္တခဏအတွင်းပျောက်ကွယ်လို့သွားလေတယ်ပုဂ္ဂိုလ်ကြီးမှာညောင်မင်းဆောက်ရုပ်ကစိုးကြီးပင်ဖြစ်ပေတယ်တော့နောက်ရုပ်ကစိုးကြီးကမောင်ဘိုးတင်တို့အနာသွားကသူ၏မျက်နှာတို့ကလက်ဖြင့်တတ်ပေးလိုက်ပြီးသူဒီလဲပျောက်ကွယ်လို့သွားပါလေတော့တယ်